အားလုံးပဲမင်္ဂလာပါတမူထူး entertainment channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခု2026မှာ Facebook ကနေပတ်စံရှာဖို့ဆိုတာဗီဒီယိုတင်ရုံနဲ့မလုံလောက်တော့ပါဘူးတင်လိုက်တဲ့ဗီဒီယိုတွေက view တွေဘယ်လောက်ပဲတက်နေပါစေမူဝါဒနဲ့မကိုက်ညီရင်တစ်ချက်မှရမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့ Facebook ကနေတကယ်ကို professional ကြနဲ့ရေရှည်ဝင်ငွေရရှိစေမဲ့မှန်ကန်တဲ့နည်းလမ်း၅ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့လူအများစုသိပေမဲ့တေချာမလုပ်ကြတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ကဲစလိုက်ကြရအောင်။ In-stream ad အတွက် original content တက်တွေကိုဖန်တီးတာကိုပြောပြပေးပါမယ်။အခုနောက်ပိုင်း Facebook က AI သုံးပြီး content တွေကိုအရန်စစ်ဆေးပါတယ်။တပားသူရဲ့ဗီဒီယိုကိုပြန်ကူးတာမျိုးထက်မိမိကိုယ်တိုင်ဖန်တီးထားတဲ့ original 8K quality ရှိတဲ့ဗီဒီယိုတွေရတာဝင်ငွေအမြန်ဆုံးရစေမှာပါအထူးသဖြင့်ပညာပေးဒါမှမဟုတ်ဖြော်ပြရေးတွေကိုတေချာခွဲခြားပြီးလုပ်ဖို့တော့လိုပါတယ်နောက်တစ်ခုက Facebook Star နဲ့ performance bonus ပါ Reels ဗီဒီယိုတွေတင်ရင်ပရိသတ်စီက Star ရယူနိုင်တယ်လို့ Facebook ကဖိတ်ခေါ်မှရတဲ့ performance bonus program ကလည်းအခု2026မှာအားကောင်းလာပါတယ်။ဒါက view တက်တာထက် engagement comment တို့ share တို့ပေါ့နော်များလေပတ်စံပိုရလေပါပဲ။ထပ်မံပြီးတော့ subscription model အကြောင်းမှာတက်မှာခိုင်မာတဲ့ follower ရှိလာပြီဆိုရင်လစဉ်ကြီးပေးသွင်းမှကြည့်ရှုနိုင်တဲ့ special video တွေbags တွေနဲ့ဝင်ငွေရှာနိုင်ပါတယ်။ဒါကကြော်ညာဝင်ငွေထက်ပိုပြီးတည်ငြိမ်တဲ့ဝင်ငွေကိုရစေပါတယ်။ Affiliate marketing and digital product အကြောင်းကိုတင့် page ရဲ့ content နဲ့ like ဖက်တဲ့ပစ္စည်းတွေကို review လုပ်ရင်လင့်ကနေတဆင့် commission စားတာမျိုးပါ။ဒါမှမဟုတ်ကိုယ်တိုင်ဖန်တီးထားတဲ့ digital arts တွေတင်နန်းတွေကို Facebook Shop ကနေတဆင့်ချိတ်ဆက်ရောင်းချတာမျိုးပါတတိထားရမယ့်အချက်တွေကတော့အရေးအကြီးဆုံးလို့ပြောလို့ရတဲ့ policy violation လို့ခေါ်တဲ့အဝါရောင် sign တွေမတက်အောင်လို့ဆင်ခြင်ဖို့တော့လိုပါတယ် music တွေသုံးတဲ့အခါမှာလဲ copyright ကင်းလွတ်တဲ့တခြင်းတွေကိုပဲသုံးပေးရပါမယ် Facebook Creator Studio ထက်အခုနောက်ပိုင်း professional dashboard ကိုသေချာစောင့်ကြည့်ဖို့လိုအပ်ပါတယ်အနည်းချုပ်အားဖြင့်ပြောရမယ်ဆိုလို့ရှိရင်2026မှာ Facebook ကနေငွေရှာဖို့ဆိုတာကတော့အရေးအသွေးကတော့ပထမပါမူပိုင်ခွင့်ကတော့ဒုတိယပါဒါကြောင့်မို့ဒီအချက်ကလေးကိုတော့အဓိကထားပြီးတော့သတိထားစေချင်ပါတယ်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိစေတယ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ထားဖို့တော့မမေ့နိုင်ဘူးเนาะအားလုံးပဲအောင်မြင်တဲ့ creator များဖြစ်ကြပါစေအားပေးကြတဲ့အရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်เนาะ